မင်္ဂလာပါကြက်တနေပြလှုပ်ဖို့အတွက်ကျွန်တော်ကြက်သားကို2ကီလိုသုံးထားပါတယ်ကြက်သားကအခုလိုမျိုးအသားကြီးပဲဖြစ်ရပါမယ်အတုံးလိုက်အနေထားမှာကျွန်တော်တို့ရေးဆေးပြီးမှလှီးပေးပါလှီးတဲ့အခါမှာမထူမပါလေးလှီးပေးပါထူလို့လည်းမရသလိုပါဝါရင်လည်းကျွန်တော်တို့လှမ်းတဲ့အခါမှာမာသွားတတ်ပါတယ်တကြားနေရာမှာချုံမုတ်ထည့်ပေးလို့ရပါတယ်စားတစွန်းထည့်ထားပါတယ်ရှလကာရီကိုကျွန်တော်3စွန်းထည့်ထားပါတယ်နှမ်းစီ3စွန်းထည့်ထားပါတယ်နှမ်းစီနေရာမှာရိုးရိုးစီကိုထည့်ပေးလို့ရပါတယ်ငရုတ်ကောင်းတစွန်းကျွန်တော်ကအယောင်ပိုလာခြင်းတဲ့အတွက်ထညက်အနှစ်ကိုသုံးထားပါတယ်ထညက်အနှစ်မရှိဘူးဆိုလည်းမထဲလို့ရပါတယ်ပြီးွားရင်တော့အားလုံးကိုရောသမမှုပြီးွားရင်အပြင်မှာ15မိနစ်လောက်အသားတွေအရသာဝင်အောင်ကျွန်တော်ထားထားပါတယ်နေလန်းတဲ့ခါမှာကျွန်တော်တို့အောက်ကအပေါက်ပါတဲ့စကားလေးနဲ့လှမ်းတာပို့ပြီးအဆင်ပြေစေပါတယ်ဒီနေ့လေးကတော့ကျွန်တော်နေ့လယ်တနာရီအခြေအနေအထိလေးလှမ်းထားတာပါပြီးွားရင်ကျွန်တော်တို့တစ်ဖက်အချမ်းကိုပြန်လှမ်းပြီးွားပါမယ်ကျွန်တော်လှမ်းနေတဲ့အချိန်တွင်းမှာပဲညနေပိုင်းလောက်မှမိုးရွာတဲ့အတွက်ကျွန်တော်နောက်ထပ်10မိနစ်ပိုင်းလောက်ကိုထပ်ပြီးလှမ်းထားပါတယ်တရမ်းနဲ့နောက်ထပ်10မိနစ်ဖြစ်ပါတယ်ကျွန်တော်တို့လိုချက်ချင်းစားမဲ့လူတွေကြတော့အရန်ကြီးမာတာမကောင်းပါဘူးအခုလိုတနေပြလေးကအရန်ကြီးကိုစားလို့ကောင်းပါတယ်ကြာရှည်ထားမယ်ဆိုရင်တော့ဒီထက်မက6အောင်လုပ်သွားမှာပါရေခဲတစ်တာထဲမှာထည့်သိမ်းမဲ့လူတွေအတွက်ကတော့ဒီအနေလေးကအဆင်ပြေပါတယ်